ခံယူပြီးချိန်မှာအမေရဲ့သက္ကနာသားသမီးတွေအတွက်ဆိုသေမင်းနောင်စစ်ခင်းပြသူတွေရှိနေတော့လေမေကိုပေးလို့စားနိုင်တော့လေမေကိုကြွေးရနော်အမေရှိတော့ပြစ်ပေခါရှိတော့မှမပေးရှင်လို့မကြွေးရင်ပြန်တွေးမိတိုင်းလုံနာရလိမ့်မှာအမေမရှိမှပိုတွေလောက်ခါအမေတပ်ပုံရှိမှတရုပ်ဆောင်ကငူပြနေမလို့လားမိခင်မွေးခံယူပြီးချိန်မှာအမေရဲ့သက္ကနာသားသမီးတွေအတွက်ဆိုသေမင်းနောင်စစ်ခင်းပြသူတွေရှိနေတော့လေမေကိုပေးလို့စားနိုင်တော့လေမေကိုကြွေးရနော်အမေရှိတော့ပြစ်ပေခါရှိတော့မှမပေးရှင်လို့မကြွေးရင်ပြန်တွေးမိတိုင်းလုံနာရလိမ့်မှာအမေမရှိမှပိုတွေလောက်ခါအမေတပ်ပုံရှိမှတရုပ်ဆောင်ကငူပြနေမလို့လားသေမင်းနဲ့စခင်မူရအမေလက်ပေါ်ကြည့်ပြင်းခဲ့တဲ့သားသမီးတွေကတောင်းဆုံးခဲ့ပြီအမေကိုဇုံကံမီပုံကန်နေတဲ့သားသမီးတွေမင်းတို့လူဘဝစားရောက်ခဲ့ချင်းငူရာလေးတစ်မျိုးနဲ့ဘာတွေပူလို့သိခဲ့ပါသလဲလေအော်ခုတော့ခံပြောကြတာအမေကဘာမှမသိဘူးရဲ့လီဗျာသားကိုလည်းချစ်တွေပူလို့သမီးကိုဆိုလဲပြင်းမမြင်ရပါဘူးအမေသားလေးတီးတလိုက်တာအမေသမီးလေးကတော်လိုက်တာကွယ်အများတကာလေတော့ကြွားခြင်းရှာတဲ့မေသားသမီးတွေပြက်လုံးမကြွေးမှမိဘတွေကမကြောက်ခဲ့ပြီမဲ့လေဒါပေမဲ့အမေကြောက်ခဲ့တာသူသားသမီးတွေရှင်မပြေပါမလားအမေလက်ပေါ်ကြည့်ပြင်းခဲ့တဲ့သားသမီးတွေကတောင်းဆုံးခဲ့ပြီအမေကိုဇုံကံမီပုံကန်နေတဲ့သားသမီးတွေမင်းတို့လူဘဝစားရောက်ခဲ့ချင်းငူရာလေးတစ်မျိုးနဲ့ဘာတွေပူလို့သိခဲ့ပါသလဲလေအော်ခုတော့ခံပြောကြတာအမေကဘာမှမသိဘူးတဲ့လီဗျာသားကိုလည်းချစ်တွေပူလို့သမီးကိုဆိုလဲပြင်းမမြင်ရပါဘူးအမေသားလေးတီးတလိုက်တာအမေသမီးလေးကတော်လိုက်တာကွယ်အများတကာလေတော့ကြွားခြင်းရှာတဲ့မေသားသမီးတွေပြက်လုံးမကြွေးမှမိဘတွေကမကြောက်ခဲ့ပြီမဲ့လေဒါပေမဲ့အမေကြောက်ခဲ့တာသူသားသမီးတွေရှင်မပြေပါမလား